ဒီမှာအသေးမိတ်စာမင်းငါတို့ကိုချက်ကြီးကိုတွေကိုဘယ်တော့မှဝင်ထားလဲဖိုးတူစကားအဆုံးမှာတော့မော်စရာချက်ကြီးကသူတို့ဘက်ကိုလှည့်လာခဲ့ပြီးထိုက်ရီတော့တာပါခုတော့မင်းတို့တည်သွားကြပြီပေါ့အမလေးတကယ်ပဲမိတ်စာရင်ဝင်ပူးနေရလားယင်ဟိုဒါဆိုကိုချက်ကြီးကရောဘယ်ရောက်သွားလဲတော်တော်ဟန်ဆောင်ကောင်းတဲ့မိတ်စာမလားကြားရဲကွာထိတ်တိုင်ပဲဖြည့်ရှင်းကြတာပေါ့ဖိုးတူလာဟိအဲ့လိုပြောပြီးငပိန်နဲ့ဖိုးတူဟာတိုင်းချဖို့အတွက်အစင်းသင်းဖြစ်နေခဲ့ကြတယ်တော်တော်ရည်ရတဲ့ကလေးတွေပါလာလေကွာချကြတာပေါ့တရက်မှာတော့မိဝိုင်းမကသူတို့အိမ်နောက်မှာရှိတဲ့မကြီးပင်မှာမကြီးရွက်တွေခူးနေခဲ့တယ်။ဝါမကြီးရွက်တွေကနုနုလေးပဲကောင်းမှာကောင်းအိမ်အတွက်ပြင်အဖွားအိမ်အတွက်ပါပို့ခူးသွားရမယ်။မိဝိုင်းလေးမကြီးရွက်လေးခူးရင်းနဲ့စကားတပြောပြောနဲ့ရှိမိခဲ့တယ်။အဲ့ဒီအချိန်မှာပဲအိမ်ရှိကနေခေါ်တဲ့ကြားလိုက်ရတာပါ။မိဝိုင်းဟောဖိုးတို့လားငါအိမ်နောက်မှာဟာဝင်လာခဲ့လိုက်လေ။ Okay အဲ့လိုပြောပြီးဖိုးတူတို့၃ယောက်သားကသူ့နာကိုရောက်လာခဲ့ကြတယ်။မိဝိုင်းမဒီနေ့နင်တို့အိမ်မှာမကြီးရွက်ရင်ကြက်မလား။အေးဟာငါဘေကမကြီးရွက်ချင်းစားကျင်နေပြောလို့လေအဲ့ဒါချက်ပေးမလို့ခူးနေတာ။မိဝိုင်းမကသမီးလိမ်မာလေးပဲ။ဒါပေါ့ဒါနဲ့နင်တို့ငါစီလာပြီးတော့ဘာလာလုပ်ကြရလဲ။ဒီလိုဟာကိုချက်ကြီးမွေးနေရနီးလာပြီလေ။အဲ့ဒါတို့တွေတခုလုပ်ပြီးကောင်းမလားလို့။ကောင်းတာပဲနင်တို့စဉ်းစားတာရှိလို့လားတော်ဘောကမိဝိုင်းမကိုမကြီးရွက်တွေခုခုနေရင်ကစကားဆလိုက်တယ်ငါတော့လေကိုချက်ကြီးမွေးနေ့မှာ surprise ဖြစ်အောင်လုပ်ပေးချင်တာဟာဟုတ်တယ်ငါရောပဲနင်တို့ကဘလို့ surprise ဖြစ်အောင်လုပ်ပေးမယ်လို့စဉ်းစားထားလို့လေသူများတွေနဲ့မတူပဲတူမှုထူးကြလေလုပ်ပေးချင်တာဟာထူးကြရတော့ကောင်းပါတယ်ဒါပေမဲ့ကိုချက်ကြီးကလူကြီးဖြစ်တဲ့အတွက်ဟိုတို့တွေအစီအစဉ်ကိုမရိပ်မိအောင်လုပ်ဖို့တော့လိုတယ်နော်အဲ့ဒါတော့ဟုတ်တယ်ကဲမကြီးရလေခုပြီးပြီဆိုတော့အင်းရှိကိုသွားပြီးဆက်ဆွေးနေကြတာပေါ့ဒီလိုနဲ့သူတို့၄ယောက်တော့မကြီးပြင်အောက်ကနေထွက်လာခဲ့လိုက်ကြတယ်အင်းရှိကကွက်ပြင်းတာရောက်มาတော့မိဝိုင်းကကဲထိုင်ကြအောင်ငါဒီမကြီးရွက်တွေကိုအထည့်သွားထားပြီးတော့နင်တို့ဖို့တခုကိုသွားယူလိုက်အောင်မေမိဝိုင်းနင်တို့အိမ်မှာရှိတဲ့မြအကုန်သာချလာခဲ့နော်ငါကုန်စားတယ်သိလားအမေဆွေးနေဖို့လာလားစားဖို့လာလားမသေးခွဲဘူးရေနှစ်ခုလုံးပဲပေါ့ဟာအေးပါနော်အေးပါအဲ့လိုပြောပြီးမိဝိုင်းကအိမ်မော်ကိုတက်သွားခဲ့ခဏကြာမှတော့ဗန်နဲ့ကြက်ကင်ပြီးပြန်ဆင်းလာခဲ့တာပါကဲငါအမေမနက်စီးကဝေခဲ့တဲ့အကြော်စုံနဲ့ကောင်းညီမပူပူလေးစားကြအောင်ရေးရှယ်ပဲအဲ့လိုပြောပြီးတုတ်ပုံကအရင်ဆုံးနှိုက်စားနေခဲ့တော်တယ်ငါသိပြီဟာဒါလိုလုပ်ကြမလားဘယ်လိုလုပ်မှာလဲဒါလိုဟာရွာနောက်ကကန်ကြီးတဲ့ကိုငါခုံဆင်းသွားရင်လည်းပြန်မပေါ်လာတော့ဘူးဆိုပြီးကိုချက်ကြီးကိုတယောက်ကသွားပြောလိုက်ကွာကျန်တဲ့လူတွေကတော့ကိုချက်ကြီးအိမ်မှာပဲစုပြီးပြင်ဆင်နေရရှိတာပြင်ဆင်ကြဖို့ပြီးမှကိုချက်ကြီးအိမ်ပြန်လာရင် surprise တက်လိုက်မယ်လေဘယ်လိုလဲဒါဆိုသွားပြောတဲ့သူကဘယ်သူလုပ်မှာလဲငါလုပ်လိုက်မယ်လေဟုတ်ပြီဒါလို့ဆိုကိုချက်ကြီးအတွက်မွေးနေ့ကိဘာညာကိစ္စအသေးစိတ်တိုင်းမြင်ကြတာပေါ့အဲ့ဒါနဲ့ငပိန်ကကောင်းကြီးပေါင်းနေတာအယုံဆိုင်စားနေတဲ့တုပ်ဘောကိုတစ်ချက်ရှိုက်လိုက်တယ်ဟဲ့အောင်ဝတ်ဖို့တို့ပြောနေရကြားရလားတုပ်ဘောလေးပါဇက်ထဲမှာဘလို့ဘလောင်းစားနေရင်ကပြန်ပြောလိုက်တယ်ကြားပါလေဟာအိမ်နောက်တော့သူတို့၄ယောက်သားလေးခေါင်းကြီးဆိုင်ပြီးအသေးစိတ်ကိုတိုင်ပင်ကြတော့တယ်တပတ်လောက်ကြာပြီးနောက်တော့မော်စရာချက်ကြီးမွေးနေ့ကိုကြားရောက်လို့လာခဲ့တယ်။ငပိန်ကတော့သူတို့စီစဉ်ထားတဲ့အတိုင်းမော်စရာချက်ကြီးအိမ်ကိုရောက်လာခဲ့တာပါ။ကိုချက်ကြီးဟိုအိမ်မှာရှိလား။ဖိုးထုချင်းနေမကောင်းတော့ဘူးကိုချက်ကြီးက။ဟင်ဖိုးထုကဘာဖြစ်တာလဲ။အဲ့လိုပြောပြီးမော်စရာချက်ကြီးလည်းပြပြတလေးနဲ့အိမ်ရှိကိုထွက်လာခဲ့တယ်။ဖိုးထုဘာဖြစ်တာလဲငပိန်မြင်ပြောစမ်းမအောင်။ဟိုဒီလိုမှကိုချက်ကြီးဘိုးကြီးကျွန်တော်ကိုလာပြောပြရတော့ဖိုးထုကကန်ကြီးနဲ့ကိုခုံဆင်းသွားပြီးပြန်ပေါ်မလာတော့ဘူးလေဗျဟမ်ဟုတ်လားဒါလို့ဆိုဘယ်ဖြစ်မှာလဲဘယ်နာကန်လဲရွာနောက်ကကန်မှာကိုချက်ကြီးမော်စရာချက်ကြီးလဲနေရာတိတိရချင်းအဲ့နေရာကနေ
အသေးအတန်ထွက်ပြေးသွားတော့တယ်ကိုချက်ကြီးကျွန်တော်ကိုလည်းစောင့်မအောင်ဗျအဲ့လိုပြောပြီးငပိန်လေးမော်စီယာချက်ကြီးနောက်ကိုပြေးလိုက်သွားခဲ့တော့တယ်အဲ့ဒီအချိန်မှာပဲကျုံနေကြတဲ့မှာပုံနေတဲ့ဖိုးထုတို့၃ယောက်သားကမော်စီယာချက်ကြီးအိမ်တွေကိုတိတ်တိတ်လေးဝင်သွားခဲ့တော့တယ်မော်စီယာချက်ကြီးလေးဝရုံသုံးကားနဲ့ပြေးလာရကကန်ကြီးရှိရာကိုရောက်လာခဲ့တာပါငပိန်ဒီကန်ဟုတ်တယ်မလားနောက်မှရောက်လာတဲ့ငပိန်ကိုတမ်းမိလိုက်တော့ငပိန်လည်းမမောနဲ့ပြေးလိုက်တယ်ဟုတ်ပါရဲ့ကိုချက်ကြီးငပိန်စကားဆုံးတာနဲ့မော်စီယာချက်ကြီးလေးခြေလေးကိုခုန်ဆင်းသွားခဲ့တော့တယ်ကိုချက်ကြီးဟာကိုချက်ကြီးကမြန်လိုက်တာဘာမှပြောချင်မရလိုက်မတက်နိုင်ဒီလိုဆိုလေထိုင်ဆောင်မို့ဒါနဲ့ငပိန်လေးကန်ကြီးဘေးမှာထိုင်ဆောင်နေလိုက်တယ်အချိန်တန်းကြောင်စောင့်ပြီးနောက်တော့ကိုချက်ကြီးကကြားလိုက်တာဟုတ်ရလားမသိဘူးမဖြစ်တော့ဘူးငါလေးစင်းကြည့်အောင်မအဲ့လိုပြောပြီးရေထဲကိုခုန်ဆင်းမို့လို့မော်စီယာချက်ကြီးကရေထဲကနေဘွားကနေပေါ်လာခဲ့တယ်ဟာကိုချက်ကြီးရှာတွေ့ခဲ့ရလားဘာလို့လဲဗျာကိုချက်ကြီးကဖိုးထုကိုသွားရှာလေအဲ့ဒါတွေးမိခဲ့လားလို့အဲ့ဒါလားမတွေ့ဘူးဒါမို့အိမ်ပြန်ပြီးတော့လိုအပ်တာကြီးသွားယူအောင်ဗျာဟုတ်ကဲ့ကိုချက်ကြီးဒါနဲ့ငါပင်လေမော်စီယာချက်ကြီးနောက်ကိုကြောင်တောင်လေးလိုက်သွားခဲ့တော့တယ်ရွာလန်းတနီယာနားကိုရောက်မှာတော့ဖိုးထုံကနားလေးတစ်စီးနဲ့စံရီတီတင်ပြီးသူတို့နားကိုရောက်လာခဲ့တယ်ဟာချက်ကြီးနဲ့ငပိန်တို့ပါလားဘယ်သွားကြမလို့လဲဗျဖိုးထုံကအဲ့လိုမေးလိုက်ပေမဲ့မော်စီယာချက်ကြီးဟာဖိုးထုံမသိတဲ့သူလိုပဲကြည့်လိုက်ပြီးဘာမှပြန်မဖြေပါဘူးဒါနဲ့ငပိန်ကဝင်ပြေးလိုက်တယ်ကျွန်တော်တို့ကိုချက်ကြီးကိုသွားမလို့ဗျအေးကျုပ်လည်းစံချက်ကနေစပွားတွေကြည့်ပြီးပြန်လာခဲ့တာဗျသွားလိုက်ပါဦးမေမော်စီယာချက်ကြီးကထပ်မပြေပြန်တော့ငပိန်ကဝင်ပြေးလိုက်ပြန်နေဟုတ်ကဲ့ကိုကြီးဖိုးထုံငပိန်လည်းမော်စီယာချက်ကြီးရဲ့မူမှန်တာကိုကြည့်ပြီးတော့ခေါင်းကုပ်နေခဲ့တော့တယ်ကိုချက်ကြီးကတမျိုးပဲဟာဘာလို့ကိုကြီးဖိုးထုံကိုစကားပြန်မပြောရလဲမသိဘူးရန်ဖြစ်ထားလို့များလားအဲ့လိုတွေးလိုက်ပြီးမော်စီယာချက်ကြီးနောက်ကိုတကောင်းကောင်းနဲ့လိုက်သွားခဲ့တော့တယ်ဒီလိုနဲ့ငပိန်တို့လည်းမော်စီယာချက်ကြီးရဲ့အင်ရှိကိုရောက်လာခဲ့ကြတယ်ငပိန်ကသူတို့စီစဉ်ထားတဲ့အတိုင်း surprise လုပ်ဖို့အတွက်ဖိုးထုတို့အတန်ပေးလိုက်တယ်မလေးလေချောင်းရလိုက်တာကိုချက်ကြီးအိမ်ထဲကိုအရင်ဝင်နေနော်ကျွန်တော်နောက်မှလိုက်လာခဲ့မယ်အေးငပိန်ကတော့အတန်ပေးဖို့အတွက်ချောင်းကိုအစမပြတ်လှုပ်ဆုံးနေကြတော့တယ်မော်စီယာချက်ကြီးကအေကန်ထဲကိုရောက်လာတယ်ဆိုရင်ပဲဖိုးထုတို့၃ယောက်သားကပုံးနေရထွက်လာခဲ့ပြီး surprise ဆိုပြီးပြန်တို့អော်လိုက်ကြတယ် surprise မော်စီယာချက်ကြီးလည်းရုတ်တရက်ပေါ်လာတယ်ဖိုးထုတို့၃ယောက်သားကြောင့်လန့်သွားခဲ့တာပါဟာကွာလန့်လိုက်တာကိုချက်ကြီး surprise ဖြစ်ရင်လားကိုချက်ကြီးရဲ့22နှစ်ပြည့်မွေးနေ့လေးမှာပျော်ရွှင်ပါစီဗျာအဲ့ဒီအချိန်မှာငပိန်ကမော်ဒီဗီယာစီးပုံစံမွေးနေ့ကိတ်ကိုကိုင်ပြီးအေကန်ရှိကိုရောက်လာခဲ့တယ် Happy birthday ပါကိုချက်ကြီးဒီနေ့ကကျုပ်မွေးနေလားဟေးကိုချက်ကြီးကလေကို့မွေးနေတာမွေးနေရကျုပ်ကအသက်ကြီးပြီလေကွာမွေးနေလို့ပို့မလို့ပါဘူးအဲ့လိုလဲဘယ်ဥပမလဲကိုချက်ကြီးရဲ့ကြီးငယ်မွေးနေရလောက်ကောင်းပါတယ်ဗျအေးပါကွာဒီလိုဆိုလဲမွေးနေ့ကိတ်ခွဲလိုက်ကြတော့မလားဒါဆိုမွေးနေ့စုတောင်းပေးကြမယ်လေနေမစိုးတော့နဲ့မင်းတို့တိမဲ့ပြည့်အောင်နေလုံလောက်နေပြီကွာကိုချက်ကြီးကလေအဲ့လိုဆိုဘယ်ပြောဖို့ကောင်းတော့မှလဲဗျကျုပ်ကမင်းတို့နဲ့တူရှိနေရတာကပြောဖို့ကောင်းနေပါပြီကွာကဲပါကိုချက်ကြီးကမွေးနေ့စုတောင်းတဲ့ချင်းမစိုးချင်းဆိုတော့လေဒီလောက်နဲ့ပဲကိတ်ခွဲကြတာပေါ့ကိုချက်ကြီးတခြားဘာမှမကြွေးတော့ဘူးလားအေးကွာမင်းတို့ဘာစားကြင်ကြလဲကျွန်တော်ကဘာဖြစ်ဖြစ်အကုန်ရပါတယ်ဟုတ်ပြီလေဒီလိုဆိုလဲမင်းတို့စားချင်တာသွားဝယ်လိုက်ကြဒီမှာပတ်စံအဲ့လိုပြောပြီးမော်စီယာချက်ကြီးဟာတုပ်ဘောကိုမွေးပေးလိုက်တယ်ရှေးပျော်စရာကြီးဟိနောက်တော့ဖိုးထုနဲ့ငပိန်ကမုံဝယ်ဖို့အတွက်မော်စီယာချက်ကြီးအိမ်ကနေထွက်လာခဲ့ကြတယ်ဖိုးထုကိုချက်ကြီးကတမျိုးပဲနော်မင်းရှည်တဲ့နှစ်သွားတာကိုဘာမှလည်းပြန်မမိဘူးဟုတ်သားပဲငါလေးနည်းနည်းထူးဆက်နေလို့တွေးနေတာ
နည်းနည်းမဟုတ်ဘူးဖိုးတူရဲ့မြတ်ကိုတူးဆက်နေတာကိုကြီးဖိုးတူကလမ်းမှာတွေ့လို့နှုတ်ဆက်တာတော့စကားပြန်မပြောဘူးသိလားဟင်ဟုတ်လားဘလို့ပြစ်လို့ပါလဲငါလည်းအဲ့ဒါကိုပဲစဉ်းစားနေတာဟာမဟုတ်မှကိုချက်ကြီးမဟုတ်တော့တာများလားဟမ်ဘလို့တော့လဲဟုတ်တယ်ဟာငါတော့အဲ့လိုထင်မိတယ်ဟိုဒီလိုလုပ်ကြမလားအဲ့လိုပြောပြီးငပိန်ကဖိုးတူနာကိုတိုးတိုးလေးကပ်ပြောလိုက်တယ်โอเคလေမင်းပြောသလိုပဲလုပ်ကြည့်ကြတာပေါ့တပတ်မှာတော့တုပ်ပေါ်နဲ့မိဝိုင်းကစားဖို့တောက်ဖို့အတွက်အဲခန်းရှိမှအသိပြင်ဆင်နေခဲ့ကြတယ်ဝင်းနေကေးတွေကိုအဆက်မပြတ်ယူစားနေတဲ့တုပ်ပေါ်ကိုမိဝိုင်းမကဟဲ့တုပ်ပေါ်ဝင်းနေကေးတွေအများကြီးစွတ်စားမနေနဲ့နော်ခဏနေမုတ်ဝယ်လာရင်လေနေမစားနိုင်မဖြစ်နေမှာပူးမနေနဲ့ငါအဲ့ဒီအတွက်ကလေတက်တက်ချန်ထားတယ်အမလီတုပ်ပေါ်ပြီးသားပါတယ်နော်တုပ်ပေါ်ကိုချက်ကြီးလည်းမတွေ့ပါလားဘယ်သွားလိုက်တာလဲသိလားမသိဘူးလေအခန်းထဲမှာရှိမှာပေါ့ဘာလို့လဲဘာမှမဟုတ်ပါဘူးဒီအတိုင်းမတွေ့လို့မေးကြည့်တာပါအဲ့ဒီအချိန်မှာပဲငပိန်နဲ့ဖိုးတူကမုတ်တွေဝဲပြီးတော့ပြန်ရောက်လာခဲ့တာပါဟာငပိန်တို့ရောက်လာပြီဘာတွေဝဲခဲ့လဲအစုံမဲတုပ်ပေါ်ရဲ့ဒါနဲ့ကိုချက်ကြီးရောမသိဘူးဟာငါနဲ့တုပ်ပေါ်လေခုလေနေကိုချက်ကြီးကြောင်ပြောနေကြတာကဲအရင်ဆုံးစားဖို့ပြင်ထားလိုက်ကြငါကိုချက်ကြီးကိုသွားလိုက်ရှာလိုက်မယ်အဲ့လိုပြောပြီးဖိုးတူကအေကန်းထဲကနေထွက်သွားခဲ့တော့တယ်မော်စီယာချက်ကြီးရဲ့အိမ်နောက်ကိုရောက်မှဖိုးတူလေမော်စီယာချက်ကြီးကိုမတွေ့ရတဲ့အတွက်ကြောင့်အော်ခေါ်တော့တယ်ကိုချက်ကြီးပြောကိုချက်ကြီးတောင်းလောက်နားလိုက်ပြီးတော့ပြန်ခေါ်လိုက်တယ်ကိုချက်ကြီးဟမ်ထူးလဲမလားပါလားဘယ်သွားလိုက်တာပါလဲဖိုးတူအဲ့လိုပြောနေတော့မှသူ့နောက်ကနေပြန်နှူးတန်ကိုကြားလိုက်ရတယ်ကျုပ်ဒီမှာဖိုးတူရဲ့ဒီလုံးနဲ့ဖိုးတူလေနောက်ကိုလှည့်လိုက်တယ်ဟာကိုချက်ကြီးကလေအတန်မပေးပါမပေးနဲ့လန့်လိုက်တာကဲပါမုတ်တွေဝယ်ခဲ့ပြီမလားလာအထက်သွားကြရအောင်ဟုတ်ကဲ့ကိုချက်ကြီးဒီလိုနဲ့ဖိုးတူတို့လေအေခန်းရှိကိုပြန်ရောက်လာခဲ့ကြတယ်ဟာကိုချက်ကြီးရောက်လာမလားကျွန်တော်ကတော့ကိုချက်ကြီးကိုစောင့်ရင်းနဲ့ဗိုက်စာနေပြီဗျဒီလိုဆိုလဲအရင်စားနေတာမဟုတ်ဘူးကဲစားကြရေးစားပြီဟေ့စားပြီ Happy birthday ပါနော်ကိုချက်ကြီးအေးကွယ်စားကြဒီလိုနဲ့သူတို့အဖွဲ့လေးမုတ်တွေကိုယူစားကြတော့တယ်ဖိုးတူကငပိန်ကိုအကြိုက်ပြလိုက်ပြီးသူတို့စီစဉ်ထားတာကိုလုပ်ဖို့အတွက်အရင်အောင်ပြလိုက်တယ်ကိုချက်ကြီးဟိုကျွန်တော်တို့ဈေးထဲကိုရောက်လိုက်စားနဲ့ကိုချက်ကြီးကြိုက်တဲ့ပူစီနဲ့ဖြော်ရည်လေးတခါတည်းဝင်လာနေဗျတောက်ပါအောင်လားဟမ်ကိုချက်ကြီးကပူစီနဲ့ဖြော်ရည်မကြိုက်ဘူးမဟုတ်လားကျုပ်ကြိုက်ပါလေသူကကျမ်းမာရေးအတွက်ကောင်းတယ်လေအဲ့လိုပြောပြီးမော်စီယာချက်ချင်းလေးပူစီနဲ့ဖြော်ရည်ကိုမော့ချလိုက်တယ်ငပိန်နဲ့ဖိုးတူကတော့မျက်နှာတွေပြက်နေခဲ့တာပါဟိုကိုချက်ကြီးခဏနေမှောင်လာတော့မှာဆိုတော့ကျွန်တော်ပြန်တော့မယ်ဗျဟေးပြန်ကြတော့မလို့လားအစောကြီးရှိသေးတာမဟုတ်လေအိမ်မှာပဲအိတ်သွားကြပါလားအေးလီဟုတ်တာပဲငါလည်းခုမှစားတော့ရှိသေးတာအေးလီနေပါလောနေရလေဖိုးတူရဲ့ဟိုလောတာတော့မလောဘူးဟာအိမ်မှာငါခွေးစာကျွေးဖို့မေ့လာလို့အော်ဟုတ်လားခွေးကိုဗိုက်စာအောင်ထားလို့ဘယ်ဖြစ်မလဲဟိုတို့လည်းပြန်ကြဆိုလေကျုံမွေးနေမှာတော့မင်းတို့အိမ်ပြန်ကြည့်နေကျုံနဲ့နောက်ဘယ်တော့မှဆက်သွယ်မလုပ်နဲ့အဲ့လိုပြောပြီးမော်စီယာချက်ကြီးကသူတို့နာကနေထထွက်သွားခဲ့တော့တယ်ဟဲ့ညို့နေအောင်ဘာဖြစ်နေကြတာလဲကိုချက်ကြီးစိတ်ဆိုးသွားပြီဘယ်လိုလုပ်ကြမှာလဲမိဝိုင်းနဲ့တို့ပေါ့ညို့နေအောင်တေချာနားထောင်ကြခုတို့မြင်နေရတဲ့သူကကိုချက်ကြီးမဟုတ်ဘူးဟာဟမ်ကိုချက်ကြီးမဟုတ်ရင်ဘာတူလဲရှ်တို့ပွဲမင်းပြောလိုက်မှာပဲဟိုကကြားနေရောမှာအေးဒါမို့လေငါလေကိုချက်ကြီးကထူးဆန်းနေရလို့မှတ်တာထူးဆန်းတာမှအရမ်းမယ်ဟာသူဘယ်တော့မှမတောက်တဲ့ပူစင်နဲ့ဖြော်ရည်ကိုလေတောက်လိုက်တယ်လေဒီတော့ကိုချက်ကြီးလုံးဝမဖြစ်နိုင်ဟမ်ဒါဆိုကိုချက်ကြီးကိုလည်းဝင်နေရဘာတူလဲကိုချက်ကြီးကိုလည်းတော့ဝင်နိုင်နေဆိုတော့အင်အားကြီးတဲ့မိစ္ဆာပဲဖြစ်ရမယ်အေးဟုတ်လောက်တယ်ဟာကဲတို့လေသတိနဲ့ကြီးကပ်ကြတာပေါ့လိုက်အပြင်ကိုထွက်ကြရအောင်ဒီလိုနဲ့ဖိုးထူးတို့လေကိုချက်ကြီးတပည့်လေးပြီးထိုင်နေရနာကိုတုတ်ခတ်သွားလိုက်ကြတယ်ကိုချက်ကြီးဟိုထိုင်ပြီးတော့ဘာလုပ်နေရလဲအဆင်ပြေရလားအဲ့လိုမေးလိုက်ပြီမေမော်စီယာချက်ကြီးကပြန်ပြေမလာခဲ့ပါဘူး
ဒီမှာအသေးမိတ်စာမင်းငါတို့ကိုချက်ကြီးကိုတွေကိုဘယ်တော့မှဝင်ထားရလဲဖိုးတူစကားအဆုံးမှာတော့မော်စရာချက်ကြီးကသူတို့ဘက်ကိုလှည့်လာခဲ့ပြီးထိုက်ရီတော့တာပါခုတော့မင်းတို့တည်သွားကြပြီပေါ့အမလေးတကယ်ပဲမိတ်စာရင်ဝင်ပူးနေရလားယင်ဟိုဒါဆိုကိုချက်ကြီးရောဘယ်ရောက်သွားရလဲတော်တော်ဟန်ဆောင်ကောင်းတဲ့မိတ်စာမလားကြားရကွာထိတ်တိုင်ပြီးဖြည့်ရှင်းကြတာပေါ့ဖိုးတူလာဟိအဲ့လိုပြောပြီးငပိန်နဲ့ဖိုးတူဟာတိုင်းချဖို့အတွက်အစင်းသင်းဖြစ်နေခဲ့ကြတယ်တော်တော်ရည်ရတဲ့ကလေးတွေပါလားလာလီကွာချကြတာပေါ့အိမ်နောက်တော့မော်စရာချက်ကြီးနဲ့ဖိုးတူတို့လည်းတိုင်းခွက်တွေထုတ်တော်နေနဲ့ချနေခဲ့ကြတယ်မလေးလီအတိမရှိတဲ့ကိုချက်ကြီးနဲ့အချင်းချင်းပြန်ချနေရတယ်လို့ဒါနဲ့မိဝိုင်းကဖိုးတူတို့ကိုပြန်မထိုက်ဘူးရှောင်းမဲရှောင်းနေတဲ့မော်စရာချက်ကြီးကိုကြည့်နေရင်ကဟုတ်ငပိနဲ့ဖိုးတူအဲ့ဒါကိုချက်ကြီးစင်ဟုတ်တယ်ဟာဟမ်ဟုတ်လို့လားဟာမိဝိုင်းမှာဘယ်ဆိုလို့တော့ကျက်ကိုကြည့်တတ်တာပဲမင်းတို့နှစ်ယောက်ကကျက်ကိုမဲနေရောသတိမထားမိတော့မိဝိုင်းကသတိထားမိသွားခဲ့တာပဲဟာဒါဆိုကိုချက်ကြီးစင်လာရင်ဟုတ်တယ်ကွဘလို့လဲကျုပ်မင်းတို့ surprise ပြန်တိုက်လိုက်တာရကြရဲ့လားဟာကိုချက်ကြီးတော့ကွာနောက်စီရရှာလို့ကျွန်တော်တော်တော်လေးကိုစိတ်ပူသွားတာဗျငါတပည့်လေးတွေကိုစိတ်ပူသွားအောင်လုပ်မိလို့တောင်းပန်ပါတယ်ကွာဒါနဲ့ကိုချက်ကြီးကျွန်တော် surprise တိုက်မယ်ဆိုတာဘယ်တော့နေရသိထားခဲ့တာလဲကျုပ်ကြီးတဲ့ကိုဆင်းလိုက်တယ်ကွာအဲ့ဒါကြောင့်မို့မင်းတို့လေးတို့ surprise ပြန်တိုက်ဖို့ဆုံးဖြတ်လိုက်တာမင်းတို့လေးတွေရှောင်းအောင်လေကျုပ်မကြိုက်တဲ့ပူစီနဲ့ဖြော်ရည်တွေတောက်ပြီးပြန်လိုက်ရတယ်လीဝါကိုချက်ကြီးတော်တော်လေးကိုတယောက်ဆောင်အောင်နေသိလားကိုကျွန်တော်ကတကယ်လို့အောင်ထင်သွားခဲ့တာအေးပါကွာနောက်မလို့တော့ပါလာဒီကိုလာကြအောင်ကျုပ်ချစ်တဲ့ဘက်လေးတွေကျုပ်သက်22နှစ်ပြည့်မွေးနေ့လုပ်ပေးလို့အရန်ကိုကျေးဇူးတင်ပါတယ်ကွာပြီးတော့မင်းတို့လေးတွေကြောင့်ကျုပ်ပြောခဲ့ရပါတယ်အဲ့လိုပြောပြီးမော်စရာချက်ကြီးကဖိုးထူးကို၄ယောက်သားကိုဖတ်လိုက်ရင်းနဲ့မော်စရာချက်ကြီးရဲ့မွေးနေ့ surprise ဇလန်းလေးပြီးဆုံးသွားခဲ့ရောတယ်